မင်္ဂလာပါရှင်ပရမများမြေမှာလူချင်းမင်းတို့ကိုမင်္ဂလာတောင်ထောက်ကြမှာရှိရဲ့အကျိုးတူရမယ့်အိမ်နေချန်လေးတွေကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်ပထမအဆုံးအနေနဲ့ကတော့ခြံခွက်လေးပဲဖြစ်ပါရဲ့ရှင်ဒီခြံခွက်လေးဆိုရင်ဖြင့်အရှိမနဝ24ပေအနောက်ကို48ပေအကျယ်ရှိပြီးမီတာပါရှိရဲ့ခြံခွက်လေးပါရှင်ဒီခြံခွက်လေးဆိုရင်ဖြင့်ဈေးနှုန်းက3800ရှော့တင်းနဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင်ကားမှတ်တိုင်ရောလည်း9မိနစ်တတာပဲလမ်းလျှောက်သွားရပါတယ်ရှင်ဒုတိယခြံခွက်လေးကလည်းပေကျဲ1560ရှိရဲ့ရွာမြစ်စစ်ပေါ်မှာတရှိရဲ့ခြံခွက်လိုလေးပဲဖြစ်ပါတယ်ရှင်ဈေးနှုန်းကလည်း350အရှော့တင်းနဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင်တတိယခြံခွက်လေးကတော့ပေကျဲ1233ရှိရဲ့ရွာမြစ်စစ်ပေါ်မှာတရှိရဲ့ခြံခွက်လိုလေးပဲဖြစ်ပါရဲ့ရှင်ဒီခြံခွက်လေးဆိုရင်ဖြင့်ဈေးနှုန်း350ပဲနော်ဒီအိမ်လေးကတော့ခိုင်မာတဲ့ရွာမြင့်စစ်ပေါ်မှာတရှိရဲ့3650တန်အိမ်သက်လေးပဲဖြစ်ပါတယ်ရှင်အိမ်လေးဆိုရင်ဖြင့်ရေမိပြေဆုံးပါရှိပါတယ်ခြံလေးရဲ့ပေကျဲကလည်းအရှိမနဝ19ပေအနောက်ကို39ပေကျဲရှိပါရဲ့ရှင်အိမ်ချင်းနဲ့အိမ်နောက်မှာလည်းမြေပေါ်ပါရှိပါသေးရဲ့နော်မှတ်တိုင်ရောလည်း9မိနစ်တတာပဲလမ်းလျှောက်သွားရပါတယ်ရှင်ဒီအိမ်လေးကလည်းခိုင်မာရဲ့ရွာမြင့်စစ်ပေါ်မှာတိစောက်ထားတဲ့495သိန်းတန်အိမ်လေးပဲဖြစ်ပါတယ်ရှင်အိမ်လေးဆိုရင်ဖြင့်မီတာမပါရှိပေမဲ့မီတာရှောက်ရတာလည်းလွယ်ကူပါတယ်ရှင်အိမ်လေးရဲ့ပေကျဲကလည်းအရှိမနဝ20နောက်ကိုပေ30ကျဲရှိပါတယ်ရှင်နောက်ဆုံးအိမ်လေးကတော့မော်ဘီမျိုးပွဲကြီးကျွော်မှာရှိရဲ့လိုင်းငန်း3ခန်းပါတဲ့အာစီတစ်ထပ်တိုင်လေးပဲဖြစ်ပါရဲ့ရှင်အိမ်လေးကပေကျဲဆိုရင်ဖြင့်အရှိမနဝ24ပေအနောက်ကို38ပေကျဲရှိပါတယ်ရှင်ရေမင်းပြည်ဆောင်ပါရှိပြီးရွာမြေစစ်စစ်ပေါ်မှာတိစောက်ထားတဲ့အိမ်လေးပဲဖြစ်ပါတယ်ရှင်ဈေးနှုန်းလေးကတော့3900ပဲဖြစ်ပါတယ်နော်ယခုညီမပြောပြပေးသွားတဲ့အိမ်လေးတွေကတော့အကျိုးတူရမယ့်အိမ်လေးတွေပဲဖြစ်ပါတယ်ရှင်အသေးစိတ်မေးမြန်းလိုပါကဗရမများမြေ Facebook page TikTok page တွေမှာမေးမြန်းနိုင်တယ်လို့ဗရမများမြေဖုန်း39951844လုံးက3999112298ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်